ကဘာကျော်အော်စကာဆုပေးပွဲကြီးကိုလူတိုင်းသိကြမှာပါဒါပေမဲ့ဒီဆုကြီးကိုလွန်ခဲ့တဲ့69နဲ့1929ခုနှစ်ကစတင်ခဲ့တော့ကအခုလိုကြီးကျယ်ခမ်းနားမှုမျိုးမရှိခဲ့ဘူးဆိုတာသင်သိပါသလားအော်စကာဆုရဲ့ဖခင်ကြီးကတော့1920ပြည့်လွန်နှစ်တွေကနာမည်ကြီးရုပ်ရှင်ထုတ်လို့သူလူဝစ်မီယာပါသူကသူ့ရဲ့တရုတ်ဆောင်တွေနဲ့ဆက်ဆံရေးပိုကောင်းခြင်းလို့သူ့ရဲ့စူးစမ်းမှုကိုဂုဏ်ပြုခြင်းလို့ဒီအကယ်ဒမီအဖွဲ့အစည်းကိုတည်ထောင်ခဲ့တာပါဆုဆိုတာကတော့1 ကီလိုဂရမ်လောက်လေးတဲ့ရွှေရောင်ရုပ်ထုလေးပါအစာပိုင်းမှာတော့ဒါကိုအကယ်ဒမီဆုလို့ပဲနောက်ပိုင်းမှာအော်စကာလို့အမည်တွင်လာတာပါပထမဆုံးဆုရရှိသူတွေကို1929ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာကြေညာခဲ့ပါတယ်အဲ့ဒီတုန်းကဆုပေးပွဲကိုလူပေါင်း290ပဲတက်ရောက်ခဲ့ပြီးပွဲဝင်ကြီးက$5ပဲရှိခဲ့တာပါအဲ့ဒီအချိန်တုန်းကမီဒီယာတွေရဲ့စိတ်ဝင်စားမှုကလည်းအခုခေတ်နဲ့ရှင်အရန်ကိုနှဲပါခဲ့ပါတယ်အဲ့ဒီ1929ခုနှစ်ပထမဆုံးအော်စကာဆုရရှိသူတွေထဲမှာကမ္ဘာကျော်လူရှင်တော်ကြီးချာလီချက်ပလင်နဲ့တဦးပါဝင်ဖြစ်ပါခဲ့ပါတယ်။သူကဆက်ကတ်ဆိုတဲ့ရုပ်ရှင်နဲ့အထူးဆုကိုရရှိခဲ့တာဖြစ်ပါတယ်။အချိန်ကြီးကြာလာတာနဲ့အမျှအော်စကာဟာကမ္ဘာအကြီးကျယ်ဆုံးဖျော်ဖြေရေးပွဲကြီးဖြစ်လာခဲ့ပါတယ်။အခုဆိုရင်အော်စကာဆုပေါင်း3000ကျော်ပေးရခဲ့ပြီးဖြစ်တယ်လို့ဆုရသူတွေဟာလည်းတစ်ကမ္ဘာလုံးကအသေးဘူးမှတ်ပြုခံရတဲ့ကျယ်ပွင့်တွေဖြစ်လာခဲ့ကြပါတယ်။ဒီနေ့ဖေဖော်ဝါရီလ18ရက်နေ့ဟာပထမဆုံးအော်စကာဆုရှင်တွေကိုကြေညာခဲ့တဲ့နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။အခုလိုပို့သူတို့ရစရာအကြောင်းအရာတွေကိုအမြဲကြည့်ချင်ရင်တော့ကျွန်တော်တို့ page လေးကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်